Hello မင်္ဂလာပါနေ့ပြန်ကြလို့ရှိရင်ထိုင်းကုန်စည်ပြပွဲရုပ်ဘသူတွေသွားဖို့ရှိတယ်ဘာလို့လဲဆိုရင်နေ့မြတ်ကမနေ့ပြန်ဇွန်လ9ရက်နေ့နေ့လယ်တနင်္လာရက်နေ့3နာရီထိအဲ့ဒီကုန်စည်ပြပွဲမှာရှိနေမှာပါအဲ့ဒီကုန်စည်ပြပွဲရဲ့ Prince Suvarnabhumi Hospital စေယုံကြီးရဲ့ booth ပေါ့နော်အဲ့ဒီမှာရှိမှာဖြစ်ပါတယ်အဲ့ဒီပွဲဆိုရင်ပေါ့နော်သူကထိုင်းကုန်စည်ပြပွဲဆိုတဲ့အတိုင်းပဲထိုင်းနိုင်ငံနာမည်ကြီးအမတ်တစိတ်တွေနောက်ဝန်ဆောင်မှုတွေကိုတနေရာထဲတွေ့နိုင်မဲ့နေရာပေါ့နော်ဘုဆိုလို့ရှိရင်ဘုပေါင်း100ကျော်ရှိရလို့သိရတယ်သူပွဲရှိတဲ့ရက်ကတော့9ရက်6ရက်9ရက်3ရက်ပေါ့နော်ဒါပေမဲ့နေ့ရက်ကတော့ဖွင့်ပွဲရှိတယ်မနက်ဖြန်အဲ့ဒီပွဲမှာရှိနေမှာပဲဖြစ်ပါတယ်ဒီ booth မှာဆိုရင်ထိုင်းနိုင်ငံမှာရှိတဲ့ specialist ဆရာဝန်ကြီးတွေနဲ့အခမဲ့ဆွေးနွေးတိုင်ပင်နိုင်တဲ့အခွင့်အလမ်းကောင်းတွေရှိတဲ့အတွက်ဒါဖို့ဖိတ်ခေါ်ပါတယ်။နားနှာခေါင်းလေကြောင်းနဲ့ allergy အထူးကုဆရာဝန်ကြီးတွေရဲ့အယိုးအကျော်အဆစ်အထူးကုဆရာဝန်ကြီးတွေက booth A2 မှာအခမဲ့ဆွေးနွေးတိုင်ပင်နိုင်တဲ့အတွက်လာရောက်ဖို့ဖိတ်ခေါ်ပါတယ်။ Premium Healthcare ဝန်ဆောင်မှုတွေအပြင်ပေါ့နော်။ကျန်းမာရေးစစ်ဆေးမှုတို့ကုသမှုဆိုင်ရာအကြံပေးချက်တွေကိုပါတခါတည်းလေ့လာလို့ရတဲ့နေရာဖြစ်တဲ့အတွက်ကျမရိုးဂရုစိုက်တဲ့မိတ်ဆွေတွေအားလုံးလာရောက်ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်ရှင်။ပွဲကျင်းပမယ့်ရက်ကခုနပြောတဲ့အတိုင်းပဲ9ရက်6ရက်9ရက်မနက်9နာရီကနေပြီးတော့ညနေ9နာရီအထိရှိပါမယ်။နေရာကတော့ရန်ကုန်မြို့အင်းရလိတ်ဟိုတယ်ဝင်းထဲရန်ကုန် Convention Center ပဲဖြစ်ပါတယ်။ဒီ Prince Hospital Suvarnabhumi ရဲ့ဘုတ်ကတော့ဘုတ်နံပါတ် A2 ပဲဖြစ်ပါတယ်။မြက်ကတော့မနက်ဖြန်နေ့လယ်တနာရီကနေ3နာရီကြားထဲမှာအဲ့ဒီစီယုံရဲ့ဘုတ်မှာရှိမှာလည်းဖြစ်ပါတယ်။ Okay မနက်ဖြန်နေ့လယ်မှာဆုံကြမယ် bye bye